လာနီးပါးလောက်ကိုဖောင်းရပိတ်ရမရှိပါဘူးခင်ဗျာ9ရက်လုံးအပြည့်ဆော့ရမှာရဲ့ပါနော်9ရက်လုံးအပြည့်ဆော့ရမှာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေအားလုံးကနေပြီးတော့ရှေ့တစ်ဘက်ကဝင်လာအဖွဲ့ဝင်လူဟောင်းတွေရောလူသစ်တွေရောနော်အဖွဲ့ဝင်ရင်းနဲ့ဆိုရင်ပတိတစ်လုံးကိုရမ်းလိုက်နေမဲ့စားအင်္ဂါမကျော်ဇာတို့နဲ့ပတ်သက်တဲ့ဒါမွေးတင်ကွက်ကလေးပေါ့နော်ဒါမဲ့ဘက်မှာဆိုရင်တော့ဒါဒီညနေတော့ဒါမွေးအဲဇာတို့ပတ်တိနဲ့ပတ်သက်တဲ့မွေးတင်ကလေးထပ်ထွက်ရင်တော့ကောင်းမယ်နော်အဖွဲ့ဝင်နော်ဒါပေမဲ့ဘာပဲဖြစ်တော့ဒါဒီဘက်ဖောင်းရပိတ်ရတွေပါနေရဖြစ်တဲ့တောင်လို့ကျွန်တော်နောက်ဘက်တွေမှာလာလုံးဝဖောင်းရပိတ်ရမရှိဘူးအဲဒီကြောင့်မို့လို့ဒါပတ်တိတစ်လုံးကိုရမ်းလိုက်နေမဲ့အစားကျွန်တော်တို့ကဒီများလေးလိုတော့မတူဘူးအင်္ဂါမကျော်မှာထိမိမိနဲ့ပေါက်ချင်ပါတယ်ဆိုတဲ့သူတွေဇာတို့ပတ်တိကိုရမ်းလိုက်နေမဲ့စားဖြုတ်ချင်တဲ့သူတွေနော်အပတ်တိုင်းမှာဖြုတ်နေတယ်နော်ကျွန်တော်ကောင်းနေလဲကျွန်တော်ပို့တင်ပေးထားတယ်နော်ဒီဗီဒီယိုတင်မိလဲဗီဒီယိုရဲ့ comment ထဲမှာလဲဖုန်းနံပါတ်ကိုပင်ထောက်ပေးထားပါတယ်နော်ဒီနေ့ကင်းကစပြီးတော့ဒါလာမဲ့ဘက်မှာဖောင်းရပိတ်ရမရှိဘူး9ရက်လုံးပြည့်စုံရမှာပတ်တိတစ်လုံးကိုရမ်းလိုက်နေမဲ့စားကျွန်တော်ကိုလင်းတို့နဲ့အတူတူထိမိမိဖြုတ်ချင်ပါတယ်ဆိုတဲ့သူတွေနော်လာမဲ့ဘက်မှာတော့တစ်ခါလဲစောစီးစီးပေါ့ဗျာမွေးတင်ကွက်ကလေးပါထွက်အောင်တော့ကျွန်တော်စူးစမ်းပေးထားမယ်နော်ဒီဘက်ကတော့ဒါထွက်နေတာကြီးကမိတ်ဆွေတို့လည်းသိတဲ့အတိုင်းညီကိုလေးပဲလိမ့်ထွက်နေတယ်နော်ကျွန်တော်ရဲ့ဒါဇာတို့ကတော့စောစီးစီးကိစ္စပြတ်ပြီးတော့ကြာပြီနော်ကဲဒီကြောင့်မလို့ကျွန်တော်မိတ်ဆွေ